ထည့်ဖို့ကဘာလို့လဲဆိုတော့ဒီအဝါရောင်ဆေးရေလိမ္မော်ရောင်လေးလို့မယ်နော်လိမ္မော်ရောင်ဆေးရဲ့အဝါရောင်လေးနော်ဆက်ပြမယ်နော်ဒီကာလာကလိမ္မော်နဲ့အဝါနဲ့ဆက်ထားတဲ့ကာလာနော်ကိုကနေကြပန်းလေးဆိုတာမျိုးကအဝါရောင်အရင်လေးလားအဝါရောင်အရင်လေးအဝါလေးနဲ့သူကဘယ်လိုဝင်ထားတာနော်အဝါရောင်အရင်နဲ့အဝါနဲ့ကိုကရောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုဆေးဆက်ပြီးလို့ရှိရင်အဝါရောင်လေးနဲ့နော်လိမ္မော်လေးနဲ့နည်းနည်းလေးရောပြီးတော့ဆက်ပြီးမယ်သူနော်ဒီလိုကာလာလေးအောင်ဆက်ပြီးကိုကဖြော့ချင်သေးတယ်ဆိုရင်နော်ဖြူလေးနည်းနည်းလေးနဲ့ထည့်ပေးလိုက်လို့ရတယ်နော်ကိုကပုံထဲမှာဒီလိုပုံလေးလာတယ်နော်ဒီကားလေးပုံလေးမှာကိုကဖြူလိုချင်တယ်ဆိုဖြူလေးနည်းနည်းထည့်နော်အဝါလေးလိုချင်တယ်ဆိုအဝါလေးနည်းနည်းထည့်တယ်နော်လိမ္မော်လေးလိုချင်တယ်ဆိုရင်လိမ္မော်လေးနည်းနည်းထည့်ပြီးတော့ဒါကိုလုပ်မယ်နော်အောက်စီကာလာနော်သူသုံးတဲ့ထောင်ကဒီရောင်နဲ့ဒီလိုမျိုးအဝါရောင်နဲ့ပဲသုံးပါနော်ဒါကဒီကြပန်းဆိုရဆိုရင်ဘာမှဖြစ်ကာလာအဲ့ဒီနေအောင်နော်ဝတ်ဆန်ကတော့အညိုပဲတုံးနေတာဝတ်ဆန်အညိုမရှိဘူးဆိုရင်အနည်းနဲ့အစိမ်းနဲ့ဆက်လိုက်အနည်းနဲ့အစိမ်းဆက်လိုက်အညိုထွက်တယ်နော်အခုကကာလာဆက်ပြအခုဒီကာလာဆက်ပြီးသွားပြီဆိုရင်ဒီမှာကိုကြည့်လိုက်နော်မနေကြပန်းဆွဲထားတယ်ဒီကြပန်းဆွဲထားတယ်ဆိုရင်ဒီလိုမျိုးကိုဒီမှာကြည့်လိုက်နော်အညိုဆွဲထားတယ်ဒီမှာပထမတစ်ခုပုံမှာဆိုရင်ဒီလိုလေးလာမယ်နော်ဒီလိုလေးလာမယ်ဒီကြပန်းပြီးတော့မှကြားရဝင်လာနော်ကြားရနေနော်ဒီလိုလေးဝင်လာအဲ့လိုလေးဝင်လို့ရှိရင်ကိုကာလာခဲ့အောင်မယ်ဆိုရင်ဘယ်လိုထည့်ရမလဲဆိုတော့ဒီမှာအဝါကိုပေါ်မှာလည်းထားတယ်အဝါအောက်မှာလည်းထားလို့ရတယ်နော်ဒါပေမဲ့ဒီအပေါ်ဖက်ကိုဒီဖက်ကိုဝါထားမယ်ဆိုရင်ခလျာသွားဆက်ထားတဲ့ကာလာကိုထည့်ပြရမယ်နော်ဒါအခုကနော်ဒါအဝါထည့်ထားနော်ဒါအဝါနော်ဒါအဝါထည့်လိုက်တယ်နော်ဒါအဝါထည့်လိုက်တယ်ဆိုရင်ဂျားထဲမှာကာလာကသွားဆက်ထားတဲ့ကာလာကိုနော်သွားဆက်ထားတဲ့ကာလာကိုထည့်ပြရမယ်နော်သွားဆက်ထားတဲ့ကာလာကိုဂျားလေးထဲမှာထည့်ပြနော်ဒီကြပန်းကဆွဲမယ်ဆိုရင်ဂျားကာလာဆိုရင်ဂျားကာလာလေးကိုပဲဒီလိုမျိုးကာလာထည့်ပြဒါမှမဟုတ်ဆိုရင်လည်းဟိုဒီလိမ္မော်ရောင်ကိုဒီဆက်ထားတဲ့လိမ္မော်နဲ့ဆက်ထားတဲ့အရာကိုဒီဖက်မှာတင်မယ်ဆိုရင်ဂျားထဲမှာအဝါရောင်ထည့်ပြရမယ်နော်ဒါထိထားမယ်နော်ဒါအခြေခံအားဖြင့်ဒါထိထားမယ်ပြီးတော့ဆိုရင်ဒီဂျားထဲမှာဒါလေးကိုဆက်ပြမယ်နော်ကာလာလေးဆက်ပြဒါကနေ့ကဆွဲတာတင်ပြီးတော့နော်ဟုတ်တာအဝါနဲ့လိမ္မော်အဝါကိုတင်ပြီးလိမ္မော်ကိုအတွင်းထဲမှာထားတယ်နော်လိမ္မော်အတွင်းထဲမှာလိမ္မော်ထဲထားပြီးအဝါကိုဂျားထဲကိုထည့်ပြမယ်နော်နော်ထည့်ပြစလားထည့်ချောက်နော်ဆက်စလားဆိုရင်လည်းတော့ကျွန်တော်တို့ဒီနေ့နဲ့တောက်ချင်တော့ထည့်ကြမလို့နော်ဒီမော်နဲ့ကာလာနဲ့ပြည့်နေတယ်ပါနော်လေးလောက်ပြီးသွားပြီဆိုရင်သူ့လိမ္မော်ဘွားတယ်ခဏလိမ္မော်တင်းနေထားတယ်ဘွားတယ်ထားတယ်သူ့လိမ္မော်ကိုဒီလိမ္မော်နဲ့ဆက်ထားတဲ့ကာလာကိုပြန်နေထားလိုက်နော်လိမ္မော်နဲ့ဆက်ထားတဲ့ကာလာကိုပေါ်နေတင်လိုက်ပေါ်နေတင်ပြီးတော့အဝါကိုဂျားထဲမှာတင်နော်အဲ့မှာအဝါရောကာလာကိုဂျားထဲမှာတင်နော်အဲ့လိုဘယ်လိုလဲတင်နေမလဲဂျားထဲမှာလိမ္မော်ထည့်မယ်ဆိုအပြင်ဘက်ကဖတ်မှာအဝါရောထည့်နော်ဒါဆိုဒါကတော့တစ်မျိုးနော်ဒါကတစ်မျိုးနော်ပုံစံမျိုးလေးထွက်တယ်ကိုမျက်စိမှာအဆင်ပြေလို့ဆွဲမယ်အဲ့တော့ကိုကြိုက်တဲ့ပုံစံကအဝါပဲထည့်လိမ္မော်ပဲထည့်လိုက်နော်အဲ့တော့အခုကအဝါကိုထည့်မယ်ဆိုတစ်ခုကျော်နေနော်ဒီမှာအဝါလေးထည့်လိုက်မယ်နော်တော့မင်းကဆွဲပြကိုနေဆွဲထားတဲ့ဗီဒီယိုလေးမှာနော်အဝါလေးထည့်ထားတယ်ဒီမှာအဝါတစ်ခုကျော်နော်တစ်ခုကျော်လေးမှာအဝါလေးထည့်လိုက်ဝါလေးထည့်ပြီးတော့ဒီမော်လေးလိုက်ကြတယ်နော်ဒီမော်နဲ့ဆက်ထားတယ်နော်အရောင်လေးကိုလိုက်ထည့်နော်ဒီလိုမျိုးဆက်ပြရမယ်နော်အဲ့ဒါမှနေကြပန်းပုံစံမှာနော်ဒါအခြေခံနေကြပန်းနော်ဒါနေကြပန်းက3မျိုးရှိတယ်တင်ရမှာဒါအခြေခံနေကြပန်းပြီးရင်နောက်ထပ်ထားနေကြပန်းတင်ရမယ်နော်ပြီးရင်နှစ်ယောက်ဆက်နေကြပန်းတင်ရနေကြပန်းက3မျိုးရှိတယ်နော်ဒါပထမအခြေခံနေကြပန်းဒါလေးလေးချက်ပြီနော်